လူတယောက်နာမှာမရနိုင်တဲ့မေတ္တာကိုလည်းမတောင်းတပါနဲ့မေတ္တာပေးပြီးမေတ္တာပြန်ရမယ်ဆိုပြီးကလေးအတွေးနဲ့ကိုချစ်မိနေတာလူတယောက်နာမရနိုင်တဲ့မေတ္တာကိုလည်းမတောင်းတပါနဲ့အဲ့အတွက်ကြောင့်တန်ရာလူရဲ့လက်တွေမရောက်ခဲ့တဲ့အချိန်မှာမျက်နှာကျင်ရတာမဆန်းပါဘူးဘဝမှာအရေးကြီးဆုံးအချက်ကကိုမေတ္တာအရင်ရှိအောင်ကိုမေတ္တာအရင်ထားရတယ်ဆိုတော့ပြောပြချင်တယ်ကိုဖတ်ယူရဲဆန်ပြီးတစ်ဖက်လူအတွက်ဇွတ်တူတော်ကောင်းလုပ်နေတဲ့လှုပ်ရက်ကိုရက်တန်ရက်ခိုင်းစေချင်တယ်လူတယောက်ကိုမချစ်တဲ့အရာတစ်ခုကိုကအတင်းမေတ္တာဇွတ်ပေးနေတဲ့ဟာဒီမယူရဲဆန်တယ်ဆိုတော့ဟောင်းဘောခိုင်းစေချင်တယ်ကိုတိဖို့လိုအပ်တာကလူတယောက်ရည်စားနေတဲ့အချိန်မှာဒီတစ်ခွက်တိုက်ရုံနဲ့လုံလောက်ပါတယ်မေတ္တာကြီးရည်စည်းကမ်းပြုတ်ဖြစ်ပြီးတော့သမင်းမှာကြွေတော့ကိုတန်ဖို့ပျောက်ပြီးကိုရဲ့မေတ္တာကြီးအပေါ်စားဆန္ဒမဆန်းပါဘူးကိုပေးလိုက်တဲ့မေတ္တာစစ်ပါတယ်ဒါပေမဲ့တစ်ဖက်ကလူကလက်မခံနိုင်တဲ့အစုံမှာဒီလူတယောက်ကိုဆုံးရှုံးရတာမနှမျောပါနဲ့ဘဝမှာအသေးပဲရှိတဲ့လှုပ်ရက်တွေနဲ့ပျော်ရွှင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တစ်ဖက်ကလူကိုမေတ္တာမပြီးခင်မှာကိုမေတ္တာအရင်ပြည့်နေအောင်ဖြည့်ပါဆိုတာကိုပြောပြခြင်းနဲ့